你咕噜，不那去东南沿山里亚路，这个家里啊，妈妈么，你咕噜也是情你这是大路，一些小姑娘叫你干啦，农牛水了，看到拿糖地方了，这个包装，在以前的玻璃也黑干了表面。所以这兄弟数啦，看到大把呗。咁咩送出去嘅時間㗎，頭啦兄弟錢出發是吧咧？誒，對咗冇錯咯。後面你啊，家兄弟個小路咪得嘛呗。有時咪見個邊咧見成部，你比起人面家嚟講啦。所以整個地理資料嘛咯，後面冇人東面話嘛，諗兄弟成部，就係身體嘅價錢咪見了，不如差唔多數啦個。看佢哋嘛，就係拿頭嘛ဖြစ်တယ်。看時間就係你一千歲你一千年個，အမြင့်ဖြစ်ပြီးတော့就係ပြ打တဲ့ဆုံးဖြတ်ချက်တွေကိုဘယ်လို差唔多數啦個。看時嘛，ပြော話嘛ဖြစ်တယ်ပေါ့နော်。所以အရှုံးသမားရဘယ်တော့မှမနိုင်ဘူး，မနိုင်ရတဲ့လူကြတယ်ဘယ်တော့မှလက်မရှုံး。အဲ့တော့ကြောင့်ဒီကုလုံးရဲ့ဘောင်းအလဲပြောင်းကိုအခုကစတဲ့ပုံကြလို့ဒီဒါမဲ့ပေါ့နော်အပိုင်းလေးကိုဆက်ပြီးတော့နားထောင်ကြည့်လိုက်ကြပါဆိုတော့ sometime I win sometime I learn မှာဒီကုလုံးကိုစိကူအိမ်မက်တီကိုတကယ်လက်တွေ့ဘဝမှာအကောင့်ထဲဖော်ဖို့လက်စုပ်လက်ကင်ပြနိုင်တဲ့အောင်မြင်မှုတစ်ခုဖြစ်လာအောင်ဘယ်လိုလုပ်ကြမလဲဟုတ်ပြီဒီနေ့မှာတော့အဲ့ဒီလူအချက်ကိုအတူတူဖော်ထုတ်ကြည့်ကြရအောင်ဒါကတော့စနစ်တကျအစီမံကိန်းချမှတ်ခြင်းပေါ့တွေ့ဝချမ်းသာမှုစီတွားတဲ့လမ်းမှာဒါဟာ6ခုမြောက်အရေးကြီးဆုံးခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။ခိုင်မာတဲ့စီမံကိန်းတွေမရှိဘဲနဲ့တော့အောင်မြင်မှုဆိုတာဘလို့မဖြစ်လာမှာမဟုတ်ဘူးတဲ့။ဒီစကားတစ်ခွန်းကလေကိုယ့်ရဲ့စံတာတွေကိုတကယ်လက်တွေ့ချစ်လာအောင်အသွင်ပြောင်းပေးမယ်အစွမ်းထက်ဆုံးလမ်းပြမျိုးပုံတစ်ခုလိုပါပဲ။ပြောရရင်ဒီအချက်တစ်ချက်ထဲကပဲအရာအလုံးရဲ့အခြေခံအုံမြင့်လို့တောင်ဆိုနိုင်ပါတယ်။ဟုတ်ပါပဲ။အရာအလုံးကတော့စံတာ desire ကနိစာတာပေါ့။ဒါပေမဲ့လေစန္ဒတက်တက်ကတော့ပုံကျန်းတစ်ခုလောက်ပါပဲဘာမှတိတိကျကျမရှိသေးဘူးအဲ့ဒီပုံကျန်းလေးကိုတကယ်လက်တွေ့ကြတဲ့အစီအစဉ်တစ်ခုဖြစ်လာဖို့ဆိုရင်တော့ကိုယ့်ရဲ့စိတ်ကူးစိတ်တန်းနဲ့တေချာအယောင်ချဲပုံဖော်ပေးဖို့လိုလာပါပြီကဲဒါဆိုပထမဆုံးအဆင့်အရေးကြီးဆုံးအဆင့်ကိုစလိုက်ကြရအောင်လားဒီအဆင့်ကတော့ကိုယ့်ရဲ့အိမ်မက်ကြီးကိုဒီတိုင်းစိတ်ကူးထဲမှာပဲထားမနေတော့ပဲတိကျဘီလက်တွေ့ကြတဲ့လှုပ်ဆောင်မှုအစီအစဉ်တစ်ခုဖြစ်အသက်သွင်းလိုက်တာပါပဲတကယ်တော့လေလူတယောက်ကဘလောက်ပဲညံကောင်းနေပါစေလက်တွေ့ကြပြီးခိုင်မာတဲ့စီမံကိန်းတောင်မရှိဘူးဆိုရင်ပင်လယ်ထဲမှာလမ်းပြောင်းနေတဲ့တင်ဘောတစ်စင်းနဲ့ဘာမှမထူပါဘူးဆိုတော့စီမံကိန်းဆိုတာကကိုယ့်ရဲ့အိမ်မက်ကပါနဲ့အောင်မြင်မှုကပါကိုဆက်သွယ်ပေးမဲ့ခိုင်ခန့်တဲ့ကတားကြီးတစ်ခုပေါ့ဗျာကဲအစနစ်တော့ကတော့မဟာမိတ်ဖွဲ့ချင်း alliance ပေါ့ဒီနေရာမှာတခွေသေးကြတာကကြီးမားတဲ့အောင်မြင်မှုကြီးတဲ့ဆိုတာဘယ်တော့မှတယောက်တည်းရဲ့အားနဲ့ဒီဆောက်လို့မရဘူးဗျာအဖွဲ့အစည်းရဲ့စူပေါင်းစွာအားကတကယ်ကိုအရေးကြီးပါတယ် mastermind ဆိုတာပါလေအလွယ်ဆုံးပြောရရင်ဦးနောက်ပေါင်းများစွာကိုဦးနောက်တစ်ခုတည်းလို့ဖြစ်အောင်ပေါင်းစည်းလိုက်တာပါပဲရှင်းရှင်းလေးတိကျတဲ့ရည်ရွယ်ချက်တစ်ခုအတွက်ပေါ့လူနှစ်ယောက်ဒါမှမဟုတ်နှစ်ယောက်ထပ်ပိုးတဲ့သူတွေကသူတို့ရဲ့အသိပညာတွေအတွေ့အကြုံတွေစွမ်းအားတွေကိုတဟဆရာဖြစ်အောင်ပေါင်းဆက်လိုက်တာမျိုးပါသူလိုလုပ်လိုက်တဲ့အခါဘာဖြစ်လာလဲဆိုတော့တယောက်တည်းဆိုဘလို့မှမတွေးနိုင်တဲ့အကြံဉာဏ်တွေမလုံးနိုင်တဲ့အရာတွေကိုအတူတကွဖန်တီးလာနိုင်တာပေါ့ဒါဆိုအောင်မြင်တဲ့ mastermind အဖွဲ့တစ်ခုကိုဘလို့တည်ဆောက်မလဲဒီမှာအဆင့်၄ဆင့်ရှိပါတယ်နံပါတ်1ကိုယ်ရည်မှန်းချက်အတွက်တကယ်လိုအပ်တဲ့အရေးချင်းရှိတဲ့သူတွေနဲ့မဟာမိတ်ဖွဲ့ပါနံပါတ်2သူတို့အတွက်ရောကိုယ့်အတွက်ရောအပြတ်လက်အကျိုးရှိမဲ့ပုံစံမျိုးကိုဖန်တီးပါဘသူမှအလကားအကြိုင်မလုပ်ပေးနိုင်ဘူးလေနံပါတ်3ပုံမှန်သွေးဆုံပြီးအကြံဉာဏ်တွေဖလှယ်ကြပါတပတ်နှစ်ချိန်လောက်ဆိုအရန်ကောင်းတယ်နောက်ဆုံးနံပါတ်4ဒါကအရေးကြီးဆုံးပဲအဖွဲ့ဝင်တွေကြမှာလုံးဝကိုတာဇာရဖြစ်နေဖို့လိုပါတယ်ဟာမိုနီပေါ့အဲ့ဒီညီညွတ်မှုတာမရှိရင်အဖွဲ့ပြုတ်ခွဲဖို့ကလွယ်လာလေးပဲအဆင့်3ကဲစီမံကိန်းလေးဆွဲပြီးအဖွဲ့လဲဖွဲ့ပြီးဆိုတော့တကယ်လက်တွေ့စစ်မြေပြင်ကိုထွက်ရမယ့်အချိန်ရောက်ပါပြီဒါပေမဲ့မှတ်ထားရမှာကဒီအစ်စ်မှာအကောင်းဆုံးဆိုတဲ့စီမံကိန်းတွေတောင်မှမမျှော်လင့်ထားတဲ့စိန်ခေါ်မှုပြီးအခက်အခဲတွေနဲ့တိတ်တူးချုံတွေ့ရမှာသိချပါလေအဲ့ဒီအခါမှာပေါ့အရန်ကိုအရေးကြီးတဲ့အချက်တစ်ခုကိုခွဲခြားသိမြင်ဖို့လိုလာပြီးအဲ့ဒါကတော့ယာယီရှုံးနေခြင်းနဲ့ထာဝရရှုံးနေခြင်းရဲ့ကွာခြားချက်ပါပဲယာယီရှုံးနေဆိုတာကကိုယ့်အစီအစဉ်မှာလိုအပ်ချက်ရှိနေတဲ့မကောင်းတဲ့ဦးဆိုတဲ့အချက်ပြကောင်းလောင်းတန်တစ်ခုပဲအစီအစဉ်အသက်ဖြန်ဆွဲပြန်ဆောက်ဖို့အခွင့်အရေးတစ်ခုပေါ့ထာဝရရှုံးနေခြင်းကတော့အဲ့လိုမဟုတ်ဘူးအဲ့ဒါကကိုယ်စိတ်ထဲမှာကိုငါရှုံးပြီဆိုပြီးလက်ခံလိုက်တာလုံးဝလက်မြော့လိုက်တာမျိုးပါဇွေးလုံးလာရဲ့စွမ်းအားကိုပြောမယ်ဆိုရင် Thomas Edison ရဲ့ဥပမာထက်ပိုကောင်းတာမရှိတော့ဘူး။ तू မြေတီတလုံးကိုအောင်မမတီထွင်နိုင်ခင်မှာအကြိမ်ပေါင်းဘလောက်စူးစမ်းခဲ့ရလဲသိလား။တစ်ကြိမ်နှစ်ကြိမ်မဟုတ်ဘူးအကြိမ်ပေါင်း1000ကျော်ဗျာ။အကြိမ်1000ယာယီရှုံးနေခဲ့လာတာ။ဒါပေမဲ့ तू ဘတောင်းကမှတာကိုထာဝရအရှုံးလို့မတတ်မခဲ့ဘူးလက်မလျော့ခဲ့ဘူး။အဲ့ဒီတော့စိတ်ထဲမှာအမြဲတမ်းစွဲနေအောင်မှတ်ထားရမယ့်စကားကတော့
လက်လျောတဲ့သူဘရောမှမနိုင်ဘူးပြီးတော့နိုင်တဲ့သူဘရောမှလက်မလျော့ဘူးဆိုတာပါပဲဒါဟာရှုံးနိမ့်မှုတွေကိုကြော်လွှားနိုင်ဖို့အတွက်အစွမ်းအထက်ဆုံးမန်ထန်တစ်ခုလိုပါပဲကဲအခုဆိုရင်ခိုင်မာတဲ့စီမံကိန်းလည်းရှိပြီးအားကောင်းတဲ့ဖွဲ့စည်းလည်းရှိပြီးမယိမ့်မယိုင်တဲ့စိတ်ဓာတ်လည်းရှိပြီးဆိုပါတော့ဒါဆိုရင်အောင်မြင်မှုရဲ့နောက်တစ်ဆင့်ကိုတက်လန့်ဖို့အစဉ်တင်ဖြစ်ပြီးပေါ့အဲ့ဒီနောက်တစ်ဆင့်ကတော့ထီဟောက်တဲ့ခေါင်းဆောင်မှုနဲ့တန်ဖိုးကိုဘယ်လိုဖန်တီးမလဲဆိုတာပါပဲခေါင်းဆောင်မှုမှာပုံစံ2မျိုးရှိတယ်လို့ဆိုပါတယ်တစ်မျိုးကအာနာသုံးပြီးအတင်းအချက်ခိုင်းစေတဲ့ခေါင်းဆောင်မှုပေါ့ဒါမျိုးကရေရှည်မှာဘလို့မှမတည်တတ်နိုင်ပါဘူးနောက်တစ်မျိုးကတော့သဘောတူညီမှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုအခြေခံတဲ့ခေါင်းဆောင်မှုပါအခုခေတ်မှာဒီလိုခေါင်းဆောင်မှုမျိုးကသာရေရှည်တည်တတ်ပြီးတကယ်အောင်မြင်မှုကိုယူဆောင်လာနိုင်မှာပါကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကိုအကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်မလဲဒီနေရာမှာ QQS formula ကအရင်အသုံးဝင်ပါတယ်ပထမ Q က quality အရေးသွေးပါဆိုလိုတာကကိုယ့်အလုပ်ရဲ့အသေးစိတ်တိုင်းကိုအကောင်းဆုံးဖြစ်အောင်အထီးရောက်ဆုံးဖြစ်အောင်လုပ်ဆောင်တာပါဒုတိယ Q က quality အရေးအတွက်ပါကိုတက်နိုင်တဲ့လောက်အစွမ်းကုန်ဝန်ဆောင်မှုပေးတာကိုအကျင့်တစ်ခုလိုမွေးမြူထားဖို့ပါပဲနောက်ဆုံး S ကတော့ spirited စိတ်ဓာတ်ပါအမြဲတမ်းအပြုတပိုးဆောင်ပြီးပူပေါင်းဆောင်ရွက်လို့စိတ်အပိရှိနေတာမျိုးပေါ့အဲ့ဒီ QQS သုံးခုသာညီသွားရင်အောင်မြင်မှုကလက်တခမ်းမှာပါပဲဒီနေရာမှာနည်းနည်းလေးသတိပြုရမယ့်အချက်တစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီလောကကြီးကလည်းကိုဘာတွေသိနေလဲဆိုတာကိုပိတ်ဆံပေးတာမဟုတ်ဘူးကိုဘာတွေလုံနိုင်တယ်လဲဒါမှမဟုတ်ချားတော်တွေကိုဘာတွေလုံအောင်လှုံ့ဆော်နိုင်တယ်လဲဆိုတာကိုပဲတန်ဖိုးထားပြီးအဖို့ခတ်ပေးတာပါဆိုတော့အသိပညာဆိုတာလက်တွေ့အထုံးချနိုင်မှတကယ်တန်ဖိုးရှိလာတာပေါ့ကဲနောက်ဆုံးစိတ်အနေနဲ့ပေါ့အောင်မြင်မှုဆိုတဲ့စစ်ပွဲကြီးတစ်ခုလုံးကိုလွှမ်းမိုးထားတဲ့ဘလို့မှချိုးဖျက်လို့မရတဲ့အခြေခံဥပဒေဓာတ်ထူကောကြောင်းကိုပြောပြခြင်းပါတယ်ဒါကတော့စီးပွားရေးဥပဒေဓာတ် The Law of Economics ပါပဲဒီဥပဒေဓာတ်ကြီးကဘသူ့ကိုမှမနာတာမပေးဘူးသူ့မှာတိကျလို့နဲ့စင်ရင်စနစ်တစ်ခုရှိတယ်ပေးဆက်မှုမရှိဘဲရယူခြင်းဆိုတာကိုဘယ်တော့မှလက်မခံဘူးအရာအလုံးကအပေးယူအကြောင်းအကျိုးနဲ့ပဲတိုက်ရိုက်ဆက်ဆက်နေရပါပြောချင်တာကကြွယ်ဝချမ်းသာမှုဆိုတာအတင်းကျပ်တောင်းဆိုလို့ဒါမှမဟုတ်အာနာသုံးပြင်းချင်းချောက်ယူလို့ရလာတာမျိုးလုံးဝမဟုတ်ဘူးတကယ်တန်ဖိုးရှိပြီးအတုံးတွေနဲ့ဝန်ဆောင်မှုတွေပေးရခြင်းရဲ့တုံးပြန်မှုတစ်ခုအနေနဲ့သာသူ့လိုရောက်ရှိလာတာဖြစ်ပါတယ်အဲ့ဒီတော့နောက်ဆုံးအနေနဲ့လောက်ရမယ့်အရေးအကြီးဆုံးခြေလှမ်းကတော့တခြားဘယ်သူမှမဟုတ်ဘူးကိုကိုပြန်သုံးသပ်ဖို့ပါပဲကိုမဘာအားနဲ့ချက်တည်ရှိလဲတည်အောင်လို့ပြီးအဲ့ဒါတွေကိုပြုပြင်ဖို့စ조사ကိုမဘာအားတချက်တည်ရှိလဲဒါကိုတည်ပြီးအကောင်းဆုံးအထုံးချဈေးကွက်တင်ဘာလို့လဲဆိုတော့တကယ်အောင်မြင်မှုဆိုတာကိုတည်ရှိနားလည်မှုကနေပဲစတင်တယ်မဟုတ်လားကဲအခုတော့ချင်းရောက်ပါပြီကိုရိုးရိုးသားသားပြန်မေးကြည့်ရမယ့်အချိန်ပေါ့ဒီလိုကိုတုံတက်လိုက်ခြင်းငယ်နီကိုရဲ့ဖွားအတွက်ဘယ်လိုအဖိုးတန်တဲ့အဖြေတွေသင်ငန်းစာတွေအထက်ပေါ်လာမလဲအဲ့ဒီမေကွန်းရဲ့အဖြေကပဲရှစ်ဆက်ရမယ့်အာမီမှုခီလန်ကိုလမ်းပြပေးမယ့်မိရှုတိုင်ဖြစ်လာမှသိချပါနေဆုံးဖြတ်ချက်မချနိုင်လို့အချိန်လေးဆွေးနေတာကကိုအောင်မြင်မှုကိုနောက်ပြန်ဆွေးနေတယ်လို့ခန်းစားဖို့ကြလားအဲ့ဒါဆိုရင်တော့ဒီတစ်ခေါက်ရှင်းလင်းတင်ပြမှုကအတော်လေးကိုအသုံးဝင်ပါလိမ့်မယ်ချမ်းသာကြွယ်ဝမှုစီသွားတဲ့ထထမမြောက်ချီလန်ဆုံးဖြတ်ချက်ချနိုင်ခြင်းအကြောင်းကိုပြောပြသွားမှာပါအချိန်ဆွဲတဲ့အချင်းဆိုကြီးကိုဘလို့အနိုင်ယူမလဲဆိုလာကြည့်လိုက်ကြရအောင်ကြာရှုံးမှုကိုကြုံခဲ့ရတဲ့လူပေါင်း25,000ဝါကျော်ရဲ့ဘွားတွေကိုတေချာလေးလာဆန်စစ်ကြည့်တဲ့အခါမှာပေါ့နော်တတိုးလေးကိုစိတ်ဝင်စားစရာကောင်းတဲ့တူညီချက်တစ်ခုကိုတွားတွေ့တယ်သူတို့အောင်တော့မှပုံဖြစ်နေတဲ့အဓိကကြာရှုံးရတဲ့အကြောင်းရင်းကဘာဖြစ်မယ်ထင်လဲအဲ့ဒီအကြောင်းရင်းကတခြားမဟုတ်ပါဘူးဆုံးဖြတ်ချက်မချနိုင်ခြင်းပါပဲဟုတ်ပါတယ်အချင်းဆွဲတဲ့ဆိုတာရဲ့တကယ့်အရင်မြက်ကအဲ့ဒါပဲလူလိုက်နှီးပါရုန်းကန်နေရတဲ့အကြီးမားဆုံးအတားအဆီးတစ်ခုပေါ့ဆိုတော့ဒါကိုအချင်းဆိုးလေးတစ်ခုလိုပဲမမြင်မှန်းနဲ့ဆုံးဖြတ်ချက်ခိုင်မာမှုမရှိခြင်းရဲ့တိုက်ရိုက်အကျိုးဆက်အဖြစ်နားလည်ထားဖို့ကအရန်ကိုအရေးကြီးပါတယ်ဟုတ်ပြီဒါဆိုရင်ချမ်းသာကြွယ်ဝတဲ့သူတွေရဲ့အလစ်အကျင့်ကကိုဘယ်လိုရှိမလဲအောင်မြင်သူတွေနဲ့ကြာရှုံးသူတွေကိုရှင်းရှင်းလင်းလင်းကွဲသွားစေရဲ့အဓိကကြတဲ့မူတစ်ခုကိုအခုပဲအသေးစိတ်လေ့လာကြည့်လိုက်ကြအောင်တန်းကျွတ်တတိကိုလေ့လာမှုတွေလုပ်ကြည့်တဲ့အခါမှာအရန်သိတာတဲ့ကွာခြားချက်တစ်ခုကိုတွေ့ရတယ်အဲ့ဒါကဘာလဲဆိုတော့အောင်မြင်တဲ့သူတွေဟာဆုံးဖြတ်ချက်တွေကိုမြင်မြန်ချတယ်ပြီးတော့ပြောင်းလဲဖို့လိုလာရင်တော့မှအလွန်ကိုဖြည်းဖြည်းချင်းပဲပြောင်းလဲကြတယ်အဲ့ဒါရဲ့ဆန့်ကျင်ဘက်ကြာရှုံးတဲ့သူတွေကတော့ဆုံးဖြတ်ချက်6ခုကိုပဲအချိန်လေးဆွဲယူပြီးတော့ခြားပြီးသွားရင်တော့မှခဏလွယ်ကူပြောင်းပြတတ်ကြပြန်ရောဒီမူနဲ့ပတ်သက်ပြီးအကောင်းဆုံးဥမာပေးရရင်တော့ Henry Ford ပဲပေါ့သူကဆုံးဖြတ်ချက်တွေကိုမြင်မြန်နဲ့ပြတ်သားချတယ်ပြီးတော့ဖြည်းဖြည်းပဲပြောင်းတယ်ဘလောက်တောင်လဲဆိုရင်ခေါင်းမာတဲ့လူလွတ်တောင်နာမည်ကြီးခဲ့တာသူရဲ့နာမည်ကြီးဆုံး Model T ကားကိုပေါ့
အကြံပေးတွေအားလုံးကပြောင်းလဲဖို့တိုက်တွန်းနေတဲ့ကြားကသူကဆက်ထုတ်ခဲ့တယ်အဲ့ဒီလိုပြက်သားခိုင်မာမှုကြောင့်ပဲသူဟာအကြီးအကျယ်ချမ်းသာသွားခဲ့တာပါ Okay ဆုံးဖြတ်ချက်မြန်မြန်ချတဲ့ဖို့ကတပိုင်းပေါ့ဒါပေမဲ့ကိုချထားတဲ့ဆုံးဖြတ်ချက်ကိုထချလို့ရတဲ့သဘောထားတွေကနေဘယ်လိုကာကွယ်ကြမလဲအဲ့ဒီတော့တိတ်ဆိတ်ခြင်းရဲ့စွမ်းအားကိုတုံးချမဲ့လက်တွေကြတဲ့နီလန်လေးတစ်ခုကိုစက်ကြည့်လိုက်အောင် တခါကပြောဖို့တဲ့စကားတစ်ခုရှိတယ်အကြံဉာဏ်တွေဆိုတာကဘာပေါ်မှာအပေါ်ဆုံးကုန်ပစ္စည်းရဲ့တဲ့ဟုတ်တယ်မလားလူတိုင်းမှာပေးချင်တဲ့အကြံဉာဏ်တွေအသင့်ရှိနေတတ်တယ်ဆိုတော့ဒီနေရာမှာတတိထားရမှာကတခြားသူတွေရဲ့မကြောင်းမနဲ့ပေးတဲ့အကြံဉာဏ်တွေကကိုယ့်ရဲ့ရည်မှန်းချက်နဲ့အစီအစဉ်တွေကိုလုံးဝဖျက်ဆီးပစ်နိုင်တယ်ဆိုတာပါပဲ ဒါဆိုရင်စိုးဖြတ်ချက်ကိုမြန်မြန်ချနိုင်တဲ့စွမ်းရည်ကိုဘယ်လိုမွေးမြူမလဲနီလန်ကတော့ရိုးရှင်းပေမဲ့တကယ်ကိုအစွမ်းထပ်ပါတယ်နံပါတ်1မျက်စိနဲ့နားကိုအပြည့်အဝဖွင့်ထားပြီးတော့လိုအပ်တဲ့တရေအချက်လက်တွေကိုစုပါပြီးတော့နံပါတ်2ကပါးစပ်ပိတ်ထားပါဟုတ်ပါတယ်ပါးစပ်ပိတ်ထားပါဒီနီလန်ကကိုယ့်ရဲ့ရည်ရွယ်ချက်ကိုဘယ်သူမှမသိအောင်တိတ်တဆိတ်ပြူအားချနေစေမှာပါ ဒီစကားကတော့တကယ်ကိုမသားစရာပဲဘာလို့မဲ့ဆိုတာကဘာကြီးကိုပြောလို့ရတယ်ဒါပေမဲ့အရင်ဆုံးလုပ်ပြလိုက်ပါတဲ့ဆိုလိုတာကလောက်ရက်ကစကားလုံးထက်အများကြီးပိုအစွမ်းထက်တယ်ပေါ့ဗျာစကားရမ်းများတဲ့သူတွေကတခြားဘာမှသိမလို့ဖြစ်တော့ဘူးလို့တောင်ဆိုကြတယ်ကို့အစီအစဉ်တွေကိုလဲလဲနဲ့ဖွင့်ပြလိုက်ကနဲ့အဲ့ဒီအခွင့်အရေးကိုတခြားသူတွေကလက်အိုးမှုယူသွားနိုင်တယ်ဆိုတာမမေ့ပါနဲ့ ကဲတာမန်ဆုံးဖြတ်ချက်တွေအကြောင်းပြောပြပြီဆိုတော့အခုအသက်ကိုပါရင်းရမယ့်အခြေအနေမျိုးမှာတော့ဒီမိုးကဘလို့အလုံးလုံးမလဲဆိုတာကြည့်လိုက်ကြအောင်ဒါကတော့လွတ်လပ်ရေးနဲ့တည်ချင်းတရားကြားကဆုံးဖြတ်ချက်တွေပါပဲဆုံးဖြတ်ချက်တစ်ခုရဲ့တကယ်တမ်းမိုးဟာအဲ့ဒီဆုံးဖြတ်ချက်ကိုချော့ဖို့လိုအပ်တဲ့တတိပရမဏအပေါ်မှာမူတည်နေပါတယ်ပြောရရင်ကြီးကျယ်တဲ့ဆုံးဖြတ်ချက်တိုင်းရဲ့နောက်ွယ်မှာကြီးမားတဲ့ဆွမ်းစားမှုတွေအမြဲရှိနေတတ်ပါတယ်အမေရိကန်နိုင်ငံကိုမွေးဖွားစေခဲ့တဲ့ဆုံးဖြတ်ချက်တွေဟာတညာတင်းနဲ့ဖြစ်လာတာမဟုတ်ပါဘူးဇလန်ကဒီလိုပြော1980ဘော့စတန်မှာမကျေနပ်မှုရဲ့မျိုးစေ့တီစပေါက်ခဲ့တဲ့ညနေလောက်အကြာမှာဆမ်မြူယ်အာဒမ်စ်ကတနေ့နဲ့တနေ့တင်းတင်းဖက်လဲဖို့ကော်မတီဖွဲ့ဖို့ဆုံးဖြတ်ခဲ့တဲ့အဲ့ဒီဆုံးဖြတ်ချက်ကနေတဆင့်1984မှာပထမကွန်ဂရက်ကိုကျင်းပနိုင်ခဲ့ပြီးတော့နောက်ဆုံးမှာတော့1986ဇူလိုင်လရက်နေ့မှာတမိုင်းဝင်လက်လျရေးကြီးညာစာတမ်းကိုလက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အထိအဆင့်ဆင့်တိစောက်သွားခဲ့ကြတာပါဆမ်မြူယ်အာဒမ်စ်ရဲ့တတိကတော့တကယ်ကိုလေးစားစရာပဲသူ့လက်ထိုးပြီးစီယုံဟိုစူးစမ်းတဲ့အခါသူကကြိုးပေးကွမျက်ခံရမယ့်အန်ဒီယာကိုရွေးချယ်ပြီးပြန်ပြောခဲ့တဲ့စကားကကျွန်တော်နိုင်ငံရဲ့အမန်တရားအတွက်ကိုကြိုးစီဝါကိုပယ်တော့မစွန့်လွတ်မှာမဟုတ်ဘူးတဲ့အဲ့ဒီလိုပြတ်သားတဲ့စိတ်တက်ကပဲစစ်ပွဲရဲ့ရလက်ကိုအဆုံးအဖြတ်ပေးခဲ့တာပါလူ56ယောက်ကဒီဇာတန်ပေါ်မှာလက်မထိုးဖို့ဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်ဟာဂျော့ဂျ်ဝါရှင်တန်ရဲ့စစ်တပ်တီအတွက်အောင်ပွဲကိုအာမခံပေးခဲ့တဲ့မမြင်နိုင်တဲ့စွမ်းအားကြီးတစ်ခုဖြစ်ခဲ့ပါတယ်ဟုတ်ပါတယ်56ယောက်ဒီလူတွေအားလုံးဟာသူတို့ရဲ့ဆုံးဖြတ်ချက်အတွက်အသက်ကိုပုံအပ်ခဲ့ကြတာပါဒါဟာစကလုံးတက်တက်မဟုတ်တော့ဘူးအသက်နဲ့ရင်းနဲ့ကတိကဝတ်တစ်ခုဖြစ်သွားခဲ့တာပါဒီတမိုင်းဝင်တက်တီကတကယ်ကိုအားကြောက်စရာကောင်းပါတယ်ဒါပေမဲ့အရေးကြီးဆုံးကတော့ဒီလိုပြတ်သားတဲ့စိတ်သက်သာဒီနေ့ခေတ်ကျွန်တော်တို့ရဲ့ဘဝအထွတ်ဘယ်လိုအသုံးဝင်မလဲဆိုတာပါပဲဟုတ်တယ်ကိုယ့်ရဲ့စီးပွားရေးလွတ်လပ်ခွင့်အတွက်ဒီသင်္ကန်းစရာကိုဘယ်လိုအသုံးချကြမလဲဒီနိုင်ရှင်ချက်ကိုကြည့်လိုက်1916ခုနှစ်ကသူတို့ရဲ့အလောင်းအစားကအသက်ပါတဲ့ဒီနေ့ခေတ်မှာတော့လူတအူးချင်းစီအတွက်အလောင်းအစားကကိုယ့်ရဲ့စီးပွားရေးဆိုင်ရာလွတ်လပ်ခွင့်ဖြစ်နေပါပြီငွေကြေးဆိုင်ရာလွတ်လပ်ခွင့်ဆိုတာအစီအစဉ်မချပဲပြတ်သားသားမတောင်းဆိုဘဲနဲ့တော့ရလာမှာမဟုတ်ပါဘူးဒီစကားကိုတော့အားနို့အတွက်မထားစေချင်ပါတယ်ဘယ်ကိုသွားနေလဲဆိုတာကိုကိုယ့်ရဲ့လုပ်ရတဲ့တက်တည်ပြနေတဲ့သူအတွက်ကဘာကြီးကနေရဖယ်ဖိလိရှိရတဲ့ဘဝရဲ့နယ်ပယ်အသီးသီးမှာခေါင်းဆောင်တယောက်ဖြစ်ချင်နေဆိုရင်တော့ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှုဟာမရှိမဖြစ်လို့တဲ့တော့ချက်ပါပဲ စိတ်ဝင်စားစရာကောင်းတဲ့နောက်ဆုံးအနေနဲ့ဒီစွမ်းအားကြီးတဲ့မှုကိုအခြေခံပြီးကိုပြန်မေးရမယ်မိကုန်းတစ်ခုလည်းပဲအဆုံးသတ်လိုက်ပါစေနောက်လိုက်တယောက်ဖြစ်ပဲစက်ပြီးနေသွားမလားဒါမှမဟုတ်ကို့ကျမရဲ့တခင်ဖြစ်လာအောင်လုပ်မလားဒီဆုံးဖြတ်ချက်ကပဲလူတိုင်းရဲ့ရှစ်ဆက်ရမယ်လမ်းကိုပုံဖော်ပေးသွားမှာပါ